ဒီနေ့မှာတော့မြန်မာဆွစ်ဇာလန်လို့တင်စားခေါ်ကြတဲ့အဲ့ဒီလိုဝက်စမ်းကျယ်နယ်မြေစီကိုကျွန်တော်တို့အတူတူခီးထွက်ကြည့်ရအောင်ပါကချင်ပြည်နယ်မြောက်ပြားမှာတည်ရှိတဲ့တရုတ်ပြည်နယ်အိန္ဒိယနယ်စပ်နားကမြို့ငယ်လေးဟာတနစ်တာရဲ့အချိန်အများစုမှာနှင်းတွေနဲ့ဖုံးလွှမ်းနေတတ်ပါတယ်သူ့ရဲ့နာမည်ကတော့ခေါင်လန်ဘူးမြို့နယ်ဇီးထန်အုပ်စုတဲကရှင်းခေါင်ရွာဖြစ်ပါတယ်ရိုးရာဓလေ့တွေအေးခဲနေတဲ့ရာသီဥတုနဲ့ရိုးသားတဲ့လူမျိုးစုကြားမှာပုံကွယ်နေတဲ့အလှတရားတွေပါရှင်းခေါင်ရွာလေးဟာဆိုရင်မြန်မာနိုင်ငံမြောက်ပြားပိုင်းကချင်ပြည်နယ်ရဲ့ပူတာအိုခရိုင်အတွင်းမှာတည်ရှိပါတယ်။ပူတာအိုမြို့ကနေမြောက်ဘက်ကိုတက်ရောက်ရပြီးခေါင်လန်ဖူးမြို့နယ်ရဲ့အစိပ်ပိုင်းဖြစ်တဲ့ဇီးတန်အုပ်စုထဲမှာပါဝင်ပါတယ်။ဒီဒေသကတော့မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ခါကာဘူရာစီတောင်တန်းကြီးနဲ့အနည်းဆုံးတောင်ချေရင်မှာတည်ရှိပါတယ်။ဒီကြတဲ့ပရဝီအနေထားတွေအရအပူပိုင်းစုံနဲ့ဝေးကွာတာကြောင့်ဟီမော်နာတောင်တန်းကြီးရဲ့အစွန်ဖျားသဘောမျိုးဖြစ်တာကြောင့်အေးမြပါတယ်။ရှင်းကောင်ရွာကိုရောက်ဖို့ဆိုရင်ပူတာအိုမြို့ကနေလေရင်ဒါမှမဟုတ်ခြေလင်ခီးသွားရမှာပါဒီနေရာကလည်းနေဆက်နယ်နီးတာကြောင့်ခီးမတော်ခင်သက်ဆိုင်ရာဒေသကအာဏာပိုင်တွေစီမှာခွင့်ပြုချက်ရယူဖို့အရေးကြီးပါတယ်နင်းတွေဖုံးလွှမ်းနေတဲ့တခြားကဘာတစ်ခုပုံမှန်အားဖြင့်ဒီဇင်ဘာကာလကနေမလအထိဆိုရင်ချင်းကောင်ရွာဟာနင်းဖြူတွေနဲ့လုံးဝဖုံးလွှမ်းသွားပါတယ်ရွာသားတွေရဲ့တစ်သားအိမ်ခေါင်မိုးတွေလမ်းတွေနဲ့ခြံစည်းရိုးတွေအားလုံးကနင်းဖွေးဖွေးတွေရဲ့ဖိအားအောင်မှာတိတ်ဆိတ်ငြိမ်သက်နေပါတယ်မနက်ခင်းမှာနေအောင်ကြီးကနင်းခဲနေတဲ့တောင်တန်းတွေကိုထိတွေ့ရဲ့အခါရွှေရောင်နဲ့ငွေရောင်အတိပြီးတဲ့ရင်သက်ရှူမောစရာမြင်ကွင်းကိုဖန်တီးပေးပါတယ်ဒီဒေသရဲ့ရာသီဥတုကအေးခဲနေပေမဲ့သဘာဝပတ်ဝန်းကျင်အလှကစိမ့်လန်းတဲ့ထင်းရှူတော်တွေနဲ့ရေခဲမြင့်ငယ်လေးတွေကိုပေါင်းဆက်ထားပါတယ်အဲ့ဒီမှာလမ်းလျှောက်နေတဲ့အခါတင်ရတခြားကဘာတစ်ခုလည်းရောက်နေသလိုခံစားရမှာဖြစ်ပြီးဓာတ်ပုံရိုက်ဖို့အကောင်းဆုံးရှူထောင့်တွေပြည့်နေပါညဘက်တွေမှာဆိုရင်လည်းတဲတွေကလက်ဆွဲနှုတ်ဆက်နေသလိုအလွန်နီးကပ်နေပြီးတော့ကြည်လင်ပြတ်သားစွာမြင်တွေ့နိုင်ပါတယ်ရေခဲပြင်ရာရဲ့နောက်ကဒေသခံလူမျိုးတွေကလည်းအများပြားရှိနေပါတယ်ရှင်းကောင်နဲ့ခေါင်လန်မှုဒေသတစ်ဝိုက်မှာအဓိကအပြင်